language school ရှောက်တဲ့ကျောင်းသားတွေကို agency တွေကတိတ်ပြီးတော့ပြောလို့မရှိတဲ့စကားတွေကိုအားလုံးဒီဗီဒီယိုထဲမှာအမှန်တိုင်းပြောပြပေးပါမယ်ကျွန်တော်ကိုယ်တိုင်လည်း agency လုပ်တဲ့ဂျပန်ကို language school နဲ့ကျောင်းသားတွေကိုပို့တယ်ဒါပေမဲ့ဘာဖြစ်လဲ let's be honest အားလုံးကအမှန်တရားတည့်ရကြရင်သိရမှာပဲဆိုတော့အားလုံးကိုဒီဗီဒီယိုထဲမှာပုံပွင့်လင်းလင်းပြောပြပါမယ်နံပါတ်1ဂျပန်ကို language school နဲ့ရောက်လာပြီဆိုတာနဲ့ဂျပန်စာတော်သွားမယ်လို့ထင်နေတာကလုံးဝမှားပါတယ်ဂျပန်ဒီ language school တွေမှာဆိုရင်ကျောင်းသားကတစ်ခန်းကိုအယောက်20ကနေပြီးတော့30လောက်ရှိတယ်အဲ့ဒီအခန်းထဲမှာဆိုရင်နိုင်ငံပေါင်းစုံကကျောင်းသားတွေရှိတယ်ဆီယာမကတယောက်ချင်းစီတိုင်းကိုအသေးစိတ်အာယုံဆိုင်ပေးဖို့ဆိုတာကဘယ်လို့မှမဖြစ်နိုင်ဘူးပေါ့နော်ပြီးတော့နောက်တစ်ခုကကိုကိုတိုင်းလည်းအလုံးမှာပင်ပန်းတာရာသီဥတုအပြောင်းလဲကြောင်းနေသားမကြတာနေမကောင်းတာစသဖြင့်အကြောင်းမျိုးမျိုးကြောင့်အာယုံမဆိုင်နိုင်တာတွေလည်းအများကြီးရှိနိုင်တယ်နောက်တစ်ခုကကျောင်းတင်ရိုးတွေကမြန်တယ်လို့ပြောရမယ်ပေါ့နော်ဂျပန်ဆီယာမတွေကတင်တယ်ပြီးတော့ကိုယ့်အတွက်ကလည်းမြန်ကောင်းမြန်လိမ့်မယ်အဲ့လိုအခြေအနေမျိုးတွေမှာကိုကိုတိုင်းဂျပန်စာဟိုတိတိကျကျအိမ်မှာပြန်မလုပ်ဘူးဆိုရင်ဂျပန်နိုင်ငံမှာတစ်သက်လုံးပဲနေဂျပန်စကားတက်လာမှာမဟုတ်ပါဘူးအဲ့ဒါလုံးဝမှန်ကန်တဲ့အချက်ဖြစ်ပါတယ်အဲ့တော့ language school တက်တာနဲ့ပဲကိုယ့်အကိုဂျပန်စာတော်လာမယ်ဂျပန်စကားတွေတိတ်တက်လာမယ်လို့မထင်ပါနဲ့လုံးဝမှားပါတယ်ကျောင်းတွေကတင်ပေးတာပါတက်အောင်ကကိုကိုတိုင်းလေ့ကျင့်ပြီးတော့မှကိုကိုတိုင်းပြောမှရမှာဖြစ်ပါတယ်နောက်တစ်ခုကအချိန်ပိုင်းအလုပ်လုပ်ရုံနဲ့ဂျပန်စာတော်လာမယ်လို့ထင်တာလေလုံးဝမှားပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းကျောင်းတက်တဲ့ချိန်တုန်းကအချိန်ပိုင်းအလုပ်အနေနဲ့ convenience store မှာလုပ်ခဲ့ဖူးတယ်စားတောက်ဆိုင်မှာလုပ်ခဲ့ဖူးတယ်ဒါပေမဲ့လို့ convenience store မှာလုပ်တယ်ဆိုရင်လည်းပဲသူတို့ကအများရန်ပြောရတဲ့စကားတွေဧည့်သည်နဲ့အများရန်ပြောရတဲ့စကားတွေကဒါတွေပဲဘယ်သူမှဒီ register မှာ cashier မှာရက်ပြီးတော့ဧည့်သည်နဲ့နိုင်ဝတနားစကားပြောနေတာဘယ်သူမှမရှိဘူးအဲ့လောက်ထိပြောဖို့အချိန်လည်းမရဘူးကိုနဲ့အတူတူအလုပ်လုပ်နေတဲ့သူတွေနဲ့လည်းအဲ့လောက်ထိအချိန်စကားပြောဖို့အချိန်မရဘူးဂျပန်လူမျိုးတွေရှိရဆိုရင်တော့မှာပေါ့နော်ဒါတော့မှအချိန်ပိုင်းလုပ်တယ်မှာဆိုရင်အများသောအားဖြင့်နိုင်ငံခြားသားအချင်းချင်းပဲအတူတူလုပ်ကြရတာများတယ်ဂျပန်ဆိုလည်းရှိတော့ရှိတယ်နဲတယ်ပေါ့နော်အဲ့တော့အချိန်ပိုင်းလှုပ်တာတခုတည်းနဲ့ကိုကလုံနေပြီဆိုတာနဲ့ကိုကဂျပန်စာတော်လာမယ်လို့ထင်နေဆိုရင်တော့လုံးဝကိုမှားပါတယ်ကျွန်တော်ကိုယ်တိုင်ကျောင်းတက်နေတဲ့ကာလမှာ၄နှစ်စတိုင်းလောက် convenience store မှာအလုပ်လုပ်ခဲ့ပူတယ်သုံးရတဲ့ဂျပန်စကားတွေကဒါတွေပဲအလွန်ဆုံးပြောရင်အခွန်း20လောက်ပဲရှိမယ်ဒီအခွန်း20ပဲအမြဲတမ်းပြောရတာအဲ့တော့ဒါပေမဲ့အဲ့လိုအခြေအနေမျိုးမှာတော်လာနိုင်တဲ့လူတွေတော့ရှိတယ်ဘာလဲဆိုတော့ social အရန်ကောင်းပြီးတော့တငယ်ချင်းဖွဲ့တတ်တဲ့သူမျိုးပေါ့နော်အလုံးမှာဆိုရင်လည်းကိုယ်အလုံးနဲ့တူတူလုပ်တဲ့သူတွေကိုအလုပ်ချိန်တွင်မှာပြောတင်ပြောလိုက်ထိုက်တလောက်ပြောတယ်ဒါပေမဲ့အဲ့ဒီမှာတငယ်ချင်းဖြစ်သွားတယ်ဆိုရင်အလုပ်ပြင်ပမှာသူတို့နဲ့အပြင်မှာထမင်းသက်စားတာပဲဖြစ်ရှောက်လဲတာပဲဖြစ်ပုံမှန်စကားပြောတာပဲဖြစ်အဲ့လိုမျိုးလုပ်တယ်ဆိုရင်တော့ပို့ပြီးတော့တော်လာနိုင်ပါတယ်ဒါပေမဲ့လို့အဲ့လိုမျိုးတိတ်ပြီးတော့တငယ်ချင်းဖွဲ့တာမတော်တဲ့သူအလုပ်ထဲမှာလိုအပ်တဲ့လောက်ပြောပြီးတော့ကိုယ့်အကိုပဲအေးစေးနေတတ်တဲ့လူတွေဆိုရင်တော့စကားပြောဖို့အတွက် chance ကတိတ်ပြီးတော့မရှိပါဘူးအဲ့တော့အချိန်မှလှုပ်တိုင်းလေဂျပန်စာတော်လာမယ်ဆိုတာလုံးဝမဟုတ်ပါဘူးဒါကတော့အလုံးသိထားပြီးသားဖြစ်မှာပါအချိန်ပိုင်းလုံးနဲ့ကျောင်းသားကရှာဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူးဒါကိုအမှန်တမ်းပြောတဲ့ agency ရှိတယ်လို့မျိုးအမှန်တိုင်းမပြောဘဲနဲ့ချိုတသားလေးနဲ့ဟိုဘက်လက်ဒီဘက်လက်ပြောတဲ့ agency တွေလည်းရှိတယ်ပေါ့နော်အဲ့တော့တေးကြတာကတော့အချိန်ပိုင်းလုပ်တစ်ခုတည်းနဲ့ကျောင်းသားက cover ဖြစ်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူးအိမ်ကနေပြီးတော့နောက်တစ်နေ့ကျောင်းသားကရဲ့အနည်းဆုံး30% to 40% လောက်မှမထောက်ပံ့ပေးနိုင်ဘူးဆိုရင်အဆင်မပြေပါဘူးဒါပေမဲ့လုံးဝအပြည့်ရှာနိုင်နေဆိုတဲ့သူတွေကတာမန်လူတွေမလုံနိုင်တဲ့နေရာမှာအလုပ်လုပ်နေတဲ့သူမျိုးတွေចောင်းသားတွေပေါ့နော်ကျွန်တော်တငယ်ချင်းတယောက်ဆိုရှိဘူးတယ်သူကတကယ်ဂျပန်ရဲ့ broadcasting company တခုအလုပ်ဟိုပါပေါ့နော် broadcasting ဌာနတစ်ခုမှာအလုပ်လုပ်တယ်သူရတဲ့လစာပုံမှန်တခြားအပြင်ကအချိန်ပြည့်လုပ်နေတဲ့ salary man တွေထပ်တောင်ပို့ပြီးတော့များတယ်အဲ့လိုအခြေအနေမျိုးဆိုရင်ရနိုင်တယ်ဒါပေမဲ့ဒါအရန်ကိုရှာတောင်းရှာခဲ့တချို့ကျတော့လည်းညာဆိုင်နေအပြည့်လုပ်ကြတယ်ပေါ့နော်ညာဆိုင်ဖြစ်တဲ့အတွက်လစာကောင်းနေဆိုတဲ့အခါမျိုးကြရင်လည်းမှဂီရီဖြစ်နိုင်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါမှမဟုတ်ရင်တော့ပုံမှန်နေ့စဉ်နေ့လယ်အချိန်မှာပဲသူများလုပ်သလို28နာရီလုပ်ပြီးတော့ကျောင်းလက်ခေါအပြည့်စုမိဖို့ဆိုတာကတော့လုံးဝမဖြစ်နိုင်ပါဘူးဆိုတာကြိုသိထားဖို့လိုပါတယ်ရှင်နောက်ဆုံးတစ်ချက်ကတော့ဘာမှဒူးဆန်းတဲ့အချက်တော့မဟုတ်ပါဘူးဒါကဘာလဲဆိုတော့ attendance မမှန်ဘူး attendance မပြည့်ဘူးဆိုရင်ဗီဇာတက်တန်းတိုးလို့မရဘူးဆိုတာတကယ်ရှိပါတယ်ပြီးတော့28နာရီကျော်ပြီးတော့အလုပ်လုပ်ထားလို့ဗီဇာတက်တန်းတိုးလို့မရဘူး